ကျွန်တော်ဒီနေ့ကိုဒေးဗစ်ထွန်နဲ့စလိုက်အောင်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဒေးဗစ်ထွန်ဖြစ်ပါတယ်အထူးသဖြင့်ဒီဗီဒီယိုကိုမိန်းကလေးနားထောင်ပါဘာလဲဆိုတော့ဒါကျွန်တော်ရှိမှလေးစိတ်ဝင်ဆောင်မှုအပ်တဲ့ညီမလေးတယောက်ရဲ့အဖြစ်ပြက်ပေါ့နော်အဲ့တော့ဒါကျွန်တော်လည်းလေးစိတ်ဝင်ဆောင်မှုပေးနေတဲ့လူတယောက်ဆိုတော့ကျွန်တော်နဲ့လည်းစိုင်မယ်ထင်လို့ကျန်တဲ့မိန်းကလေးတွေကိုလည်းဒါသတိပေးတဲ့နဲ့ထင်လို့စိုင်တာဘောနော်စိုင်တာဘောဒါတော့တော့ဒီဗီဒီယိုတင်လိုက်တာပါဘာလဲဆိုတော့အဲ့ဒီညီမလေးကကျွန်တော်ရှီကနေလေးစိတ် VIP စားပေးယူပြီးတော့ဘန်ကောက်ကိုရောက်လာတဲ့ညီမလေးနော်အဓိကတော့သူ့ကောင်လေးစီကိုလာတာပေါ့လူတော့ကျွန်တော်မှတ်မိဘူးဒါပေမဲ့ကျွန်တော်ရှိမှလေးစိတ်ဝင်ဆောင်မှုယူဘူးတဲ့လို့ဆိုတော့သိကြတယ်အဲ့တော့သူကဒီကိုလာတာကကျွန်တော်တို့14ရက် free ပြီးလာရတယ်မလားသူတက်တန်းနေပါလေသူကထပ်မတိုးထားဘူးထင်တယ်တက်တန်းနေပါထပ်မတိုးထားဆိုတော့ overstay ဖြစ်သွားပြီပေါ့နော် overstay ဖြစ်သွားတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူ့ကောင်လေးကသူ့ကိုဟိုနောက်ပိုင်းသူနှိပ်ဆက်တယ်ပေါ့နော်နှိပ်ဆက်တယ်ဆိုတော့သူ့ကိုပဲမကြိုက်တော့လို့လားမလိုချင်တော့လို့လားဒါမှမဟုတ်လို့ရှိရင်အကိစ္စဒါတော်တော်များများဖြစ်များတဲ့ကိစ္စပဲတို့မှန်ပြောလို့ရှိရင်မင်္ဂလေးယောက်ျားလေးနဲ့ချိန်တွေ့လို့ရှိရင်အများကြီးဖြစ်တဲ့ပြဿနာပေါ့သူတို့ကြားထဲမှာဘယ်လိုပြဿနာတွေရှိတယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါသူများအတွင်းရေးဖြစ်တဲ့အတွက်အဲ့တော့ဘယ်လိုနီးလန်းနဲ့ပဲဖြစ်နေပါသေးသူ့ကောင်လေးကသူ့ကိုထိလက်ရောက်လောက်တာမနေ့ညကျွန်တော်ဓာတ်ပုံတွေပို့တာဆိုရင်ညုံမဲဆွဲနေတာပဲသူကကြောကုန်းတွေလည်းအောင့်နေလက်တီမောပေါင်နေမောအရှူးရာကြီးအညိုရာကြီးပေါ့နော်လာပြတယ်ညီမလေးဘယ်လိုလုပ်ရမှာမသိဘူးညီမလေးကိုကူညီပါအောင်နဲ့နော်ညီမလေးကဗီဇာတက်တန်းကလည်းမရှိတော့ဘူးဘဲမှလည်းမသွားတတ်မလာတတ်ထိုင်းစကားမတတ်ဆိုပြီးတော့အဲ့တော့ဘာလဲဆိုတော့ဒီကောင်ကပြောမှဆိုရင်သူ့ကောင်မလေးကဗီဇာတက်တန်းလုပ်လို့မရတော့ဘူးငါမှမရှိဘဲမှသွားလို့မရပါဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအနိုင်ကျင့်တာဖြစ်လိမ့်မယ်နော်အနိုင်ကျင့်တာနှိပ်စက်တာဖြစ်လိမ့်မယ်တေးကြတယ်အဲ့ဒီပေါ့အဲ့လိုမျိုးအများနဲ့နိုင်ကျင့်တဲ့ပုံစံသူအားနေချက်ရှိပြီဆိုရင်အဲ့ပုံစံနဲ့အများနဲ့နိုင်ကျင့်ကြတယ်ဒါတော်တော်များများလို့ပါပဲစကြည့်လိုက်အောင်နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကမိန်းကလေးတွေလည်းနော်ထိုင်းမှာရီးသားထားတာထားပါရီးသားရှိမှာပဲလူတိုင်းအောင်မဆိုလို့နော်ဟိုယောက်ျားတိုင်းလည်းမကောင်းတာမဟုတ်သလိုမိန်းမတိုင်းလည်းကောင်းနေတာမျိုးတော့မဟုတ်ဘူးနော်အဲ့တော့ပြောချင်တာကဟိုကိုရီးသားကို online ကတိုက်တယ်ဆိုရင်လည်းတေချာလေ့လာပြီးတော့မှနော်သူ့စီကိုပုံအပ်ပြီးတော့လာတဲ့မလာနဲ့ကိုယ့်အောင်ဆုံးဖြတ်ပါကျွန်တော်ပြောချင်တာထိုင်းမှာနေတဲ့ယောက်ျားတိုင်းမကောင်းဘူးပြောတာမဟုတ်နော်ယောက်ျားတိုင်းမကောင်းတာမဟုတ်သလိုမိန်းမတိုင်းလည်းကောင်းနေတာမဟုတ်ဘူးအဲ့တော့ဘလို့ပဲမကောင်းပါသေးဘောနော်ယောက်ျားလေးအနေနဲ့ကလည်းဒီကောင်မလေးတယောက်ကိုမလိုချင်တော့ဘူးကိုလမ်းခွဲခြင်းနဲ့ကွာရှင်းခြင်းနဲ့ဆိုရင်လည်းဒါပါဇက်ကပုံမှန်နေရိုးသားပြောပြီးတော့လမ်းခွဲလို့ရတယ်ဒီလိုမျိုးကြီးကိုကြီးလေးရောက်နှိပ်စက်တာမျိုးကတော့မလုပ်သင့်ဘူးပေါ့နော်ဟိုကျွန်တော်လည်းယောက်ျားတွေပဲကျွန်တော်လည်းနှာဘူးပဲဒါပေမဲ့ကျွန်တော်တို့ကမယုံပါဘူးဗျာသိလားကျွန်တော်လည်းမိန်းကလေးတယောက်ကိုမကြိုက်ရင်မကြိုက်ဘူးပွင့်နေပြောပြီးဖဲ့ဖြတ်မှာဒါပေမဲ့အဲ့လိုမျိုးတော့ကိုကြီးလေးရောက်ဆော့ကားတာမျိုးယုံမှာတာမျိုးတော့ကျွန်တော်လည်းဘယ်တော့မှမလုပ်ယုံမှာလည်းမဟုတ်ဘူးပေါ့နော်ဒါတော့ယောက်ျားလေးအနေစုမှရှိတယ်စိတ်တယ်လေအဲ့တော့ပြောလို့မျိုးနော်ရွှေယောက်ျားလေးကြာအဲ့လိုတက်ပြောလို့ချင်းကိုယူနေလို့ပြောမှာဟိုကိုနဲ့လမ်းခွဲတော့မယ်ဆိုရင်တော့မှဒါလမ်းခွဲမဲ့လူနဲ့ကိုနဲ့ပတ်သက်တဲ့များငွေကြီးရအကုန်ရှင်းပြီးတော့မှကျွန်တော်တို့ဆိုလမ်းခွဲတဲ့လူမျိုးတွေနော်အဲ့တော့ပြောချင်တာအဲ့လိုမျိုးကြီးတော့မလုပ်သင့်ဘူးပေါ့နော်ကိုတီလည်းရောက်ဆော့ကားတယ်ဒီကောင်မလေးကကျွန်တော်အကူကြီးတောင်းလာတယ်ဒါပေမဲ့ကျွန်တော်ကလည်းရမ်းတမ်းပြီးတော့လည်းကူညီလို့လည်းမရပြန်ဘူးဘာလဲဆိုတော့သူတို့ရဲ့ကိစ္စအကြောင်းအရာကိုလည်းကျွန်တော်သိဖို့လိုအပ်တယ်ပေါ့နော်မနေ့ကညတော်မိုးချုံနေလို့ကျွန်တော်ဒီဗီဒီယိုမလုပ်လိုက်တာဒီနေ့မနေ့မှအဲ့တော့ကျွန်တော်သတိပေးနေတာကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုချစ်သူကောင်လေးကိုယုံကြည်လို့ကိုချစ်သူကောင်မလေးကိုယုံကြည်လို့လာမယ်ဆိုရင်လည်းကိုတော့ဒုက္ခရောက်အောင်မလုပ်နဲ့အဓိကပြောချင်တာကဗျာဗီဇာတက်တန်းတိုးရရှိနေဗီဇာတက်တန်းဆက်တိုးနော်ကိုနဲ့ဒီကောင်လေးနဲ့ကိုနဲ့ဒီကောင်မလေးနဲ့အဆင်မပြေဘူးဆိုရင်တော့မှချက်ချင်းကိုလာခဲ့တဲ့နိုင်ငံမှာအလုပ်ပြန်ရှာလို့ရအောင်ကိုထိုင်းနိုင်ငံမှာတရားဝင်ဖြစ်အောင်နေနော်အခုလိုမျိုးဟိုယုံပြီးတော့ပုံအပ်ပြီးတော့မှညာတစ်ဖက်လူကကိုစီမှာဗီဇာလည်းမရှိဘဲမှလည်းသွားလို့လာလို့မရထိုင်းစကားမတက်မှန်းလည်းသိရောအဲ့လိုနှိပ်စက်တာမျိုးတွေပါလေကြုံရတယ်ဆိုမကောင်းဘူးလေနော်အဲ့တော့အားလုံးပဲပြုဆိုင်ကြပါကျွန်တော်ကဒီဗီဒီယိုတင်ပေးရဆိုတာကနော်မင်းဒါသူပြောရလဲမှန်တော့ယုံလွယ်တဲ့လူဖြစ်များတဲ့ပြဿနာလေးတွေဥစားတချို့ကြောက်လဲ CI design CI လေးပုံစံလုပ်ပြီးတော့တွေ့ကြတော့ချိန်တွေ့တော့လို့ခံရတာပဲဒါတော့ယုံလွယ်တဲ့ပိုင်းမို့လေယောက်ျားလေးတော့ကောအဓိကတော့မိန်းကလေးတော့ပေါ့နော်မိန်းကလေးတော့ယောက်ျားလေးကတော့အထုခံထောင်းခံရတဲ့ယောက်ျားလေးဆိုတော့မရှိပါဘူးเนาะဒါပေမဲ့ယောက်ျားလေးလည်းသတိထားပါလိန်ခံရတတ်ပါတယ်เนาะမိန်းကလေးတချို့မိန်းကလေးလိန်တက်တဲ့မိန်းကလေးရှိတယ်အဲ့တော့မိန်းကလေးအနေနဲ့ကလည်းသတိထားပါလာမယ်ဆိုရင်လည်း online ကနေ2ရက်လောက်ကြိုက်ပြီးတော့စားပြီးပြီလားချစ်တယ် I love you ပြောတာနဲ့ပဲရောက်မလာနဲ့เนาะဟိုယောက်ျားလိုချင်တာပေါ့ဒါပေမဲ့ဟိုစားပြီးပြီလား I love you ဆိုတာနဲ့ရောက်မလာနဲ့เนาะနည်းနည်းပါလေလာပြီးတော့မှလာတဲ့မလာတဲ့ဆုံးဖြတ်
နော်ဒီရောက်မှကိုယ်နှိပ်စက်တာတော့ပါလို့ဆိုရင်မကောင်းဘူးအဲ့တော့အားလုံးပဲဂရုစိုက်ကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကိုဒေးဗစ်ထွန်ဖြစ်ပါတယ်အားလုံးကျေးဇူးပါနော်ဂရုစိုက်ကြပါ ပြောမယ်ဆိုတော့ရှိပဲဒါကတော့ယောက်ျားလေးအတွက်ပဲပြီးမိန်းကလေးအတွက်ပဲပြီးတတိထားမဲ့ကိစ္စပဲယောက်ျားလေးလည်းတချို့ဆိုလင်ခန်းတာပဲတချို့ဆိုလို့ရှိရင်ပစ္စည်းမအားတာနဲ့ပတ်စံမအားတာနဲ့ဘန်ကတ်တွေမအားတာနဲ့စုံနေတာပဲဒါယောက်ျားလေးပဲဖြစ်မိန်းကလေးဖြစ်အကုန်လုံးတတိထားမှာဒီကိစ္စဒါအယုံလွယ်တော့ဖြစ်မှာအယုံလွယ်တော့ဖြစ်ဘူးပေါ့ဘလိုပဲဖြစ်ယောက်ျားလေးရောမိန်းကလေးရောတတိနဲ့နေပေါ့တတိချီချီနေကြဖို့ပဲအရေးကြီးပါတယ်ဒါပဲပြောတတ်တယ်ဗီဒီယိုလေးကြည့်ပြီးအသိဉာဏ်ရောဘူးတုဒ္ဒရောတခုရရှိပါဆိုရင်ကျွန်တော်ဗီဒီယိုလေး like and subscribe လေးလုပ်တာလို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်